ကျမတို့ဒေါက်တာဇော် medical service ရဲ့ဝန်ဆောင်မှုနဲ့ပတ်သက်ပြီးတော့လေအကြံပေးချင်တာရှိလဲပြောပြပေးပါအောင်ရှင်ရန်ကိုကျင့်တဲ့ဒီဒေါက်တာဇွန်ရဲ့ India team ကလည်းရှိတဲ့ဝန်ထမ်းတွေကအရန် supportive ဖြစ်တဲ့အတွက်ကြောင့်အရန်ကိုအဆင်ပြေခဲ့ပါတယ်လို့ဒေါက်တာဇွန်နဲ့ချိတ်ဆက်တာလည်းတော်တော်အဆင်ပြေပါတယ်လူရတာတွေအကုန်လုံးလိုက်ပြီးတော့ဟုတ်ကဲ့ဗမာပြည်မှာရောယူရီးယားမှာရောလိုက်လုပ်ပြီးတဲ့အတွက်ဟုတ်ကဲ့တော်တော်အဆင်ပြေပါတယ်ဟုတ်ကဲ့ပါရှင်အတိမတ်ပြုပြရကျေးဇူးတင်ပါတယ်ရှင်ဒေါက်တာဇွန်ဘက်ကလည်းပြန်မှုသွားဖို့လာဖို့ပြီးရင်ဆရာဝန်တွေကိုတိုကင်ယူရပြောမှာနော်ချိတ်ဆက်ပေးမယ်အချိန်ပါညာကိုတေချာလုပ်ယူပြရလေဟုတ်ကဲ့ပါဟုတ်ကဲ့နောက်လည်းဒီလိုလုပ်မယ်ဆိုရင်ကျွန်တော်လိုပဲလုပ်ချင်လဲဆိုရင်ဟုတ်ကဲ့ဒေါက်တာဇွန်နဲ့ဆက်သွယ်ပြီးလုပ်ကြပါကောင်းပါလိမ့်မယ်ဟုတ်ကဲ့ကျေးဇူးအများကြီးတင်ပါတယ်ရှင်ကျင်းနေပါတယ်အမားတို့အရန်သဘောကျတယ်ဟုတ်ကဲ့ပါနောက်လာမဲ့လူတွေလည်းအမားတို့ကအဲ့ဒီညီမလေးတို့နဲ့ချိတ်ပေးမှာချိတ်ပေးမှာဆိုတာလေအဓိကပတ်စံတက်ကိုစိတ်ကျဉ်နှံ့မှုရှိတာပေါ့နော်ဆက်တော့ကုန်ပါပဲနေထိုင်မကောင်းတော့လေနေထိုင်မကောင်းတော့ကွာတခုခုကိုကသူများနိုင်ငံမှာအဆင်မပြေမှုရှိရင်ညီမလေးတို့ကအကုန်လိုသေးမရှိအောင်အချင်းပေါ့နော်အမားတို့လေးနဲ့ white loss ပေးပို့ရတယ်အရန်အဆင်ပြေတာအဲ့ဒေါက်တာဇွန်ညီမလေးတွေနဲ့ဆက်သွယ်လိုက်ဆိုတာဒီကျမရေးအတွက်အကုန်လုံးကိုညီမလေးတို့ရဲ့ဘယ်လိုပြောဝန်ဆောင်မှုကကိုမိသားစုလို့တကယ်ကောင်းတယ်ဟုတ်ကဲ့ရှင်ပြီးတော့နောက်ပြောချင်တာတိတာလေးလည်းမေးလည်းချစ်ချစ်ဖြစ်လို့ဟုတ်ပါလေးတို့ဒေါက်တာဇွန်လည်းကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါရန်သဘောကောင်းလို့ပေါ့ပထမဆုံးကျေးဇူးတင်တာကတော့ဒီလိုအခက်အခဲအများကြီးရှိတဲ့အချိန်မှာကျွန်တော်ကမှန်ကန်တဲ့ရွေးချယ်မှုလေးဖြစ်အောင်ကျွန်တော်စီစဉ်ပေးခဲ့တယ်ဟုတ်ကဲ့ရှင်ဝန်ဆောင်မှုစတင်တယ်ဆိုရင်ကနေပြီးတော့ကျွန်တော်တို့ဒီ Viber page ပါဖွင့်ထားတယ်ဆိုတဲ့အခါကျတော့ကျွန်တော်တကူတာလာစားလည်းမလိုဘူးဖုန်းနဲ့ဆက်ဆံမလိုဘူးကျွန်တော်လိုချင်တဲ့ question ကိုချက်ချင်းမေးလို့ရတယ်ဘယ်အချိန်မှဖြစ်ဖြစ်မေးလိုက်ရင်ချက်ချင်းပြန်ဖြေတယ်ဟုတ်ကဲ့ဒီဆေးကန်းကစလာပြီးတော့ဆေးကုတ်ပြီးပြန်လာတဲ့အထီကိုခဲလုပ်ပေးတာလေးကတော်တော်ကျင်းနေစရာကောင်းတယ်ဟုတ်ကဲ့ပါဒေါက်တာဇွန်ဘန်ကောက်အိန္ဒိယကျန်းမာရေးဝန်ဆောင်မှုပေါ့ဟုတ်ကဲ့အဲ့တော့ကျွန်တော် page ထဲမှာလိုက်ပြီးကြည့်တဲ့အခါကျတော့အကောင်းဆုံးစုလေးတွေရတယ်ဆိုတာလေးတွေ့တယ်ဟုတ်ကဲ့ပါဒါတော့လည်းကျွန်တော်ဗာလေဒေါက်တာဇွန်တို့အဖွဲ့ကိုလည်းဒါဂုဏ်ယူစရာပေါ့ဒီမြန်မာပြည်ကကျွန်တော်လိုပဲကျန်းမာရေးဝန်ဆောင်မှုလိုတဲ့လူတွေကိုကူညီပေးတဲ့အတွက်လည်းအားလုံးကိုစားကျေးဇူးတင်တယ်လို့ပဲပြောချင်ပါတယ်ဒေါက်တာဇွန်ဟုတ်ကဲ့ပါရှင်အဆင်ပြေပါတယ်ဗျကျွန်တော်တို့မန္တလေးကနေစထွက်ကလေးကအကုန်လုံးစသရရစီစဉ်ပေးတာကျွန်တော်တို့ဟိုမှာကျတော့ဘာသာစကားမပေါက်တဲ့အတွက်ကျွန်တော်တို့ဟိုတယ်တဲတာတို့စားတာတောက်တာတို့ဆေးရုံနဲ့ဟိုတယ်နဲ့သွားတဲ့အချိန်မှာဝန်ဆောင်ပေးတာလေးတွေကျွန်တော်တို့ကျင့်တတ်ပါတယ်ဗျ